အရန်ကိုရားနေတယ်ရားတာမှဗျာအရင်ရက်တည်းကရားတာနဲ့မတူတော်တော်လေးကိုရားတာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒါစပင် site တာဒီနေ့နဲ့ဆိုရင်တော့ဒါ day 7ပဲဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ဒီ day 6ကိုမတင်ဖြစ်ဘူးပေါ့နော်ထွေထူးထူးလဲဟိုမှာဖြစ်တာနဲ့မနေ့ကကျွန်တော်အရန်အိတ်ချင်တာနဲ့အိတ်လိုက်တယ်ပေါ့နော်ဒီကကျွန်တော်တပတ်စာပေးထားတာကကုံသွားပြီဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီနေ့ဟာ day 6နဲ့ day 7နဲ့ကိုပေါင်းပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးတင်လိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့ day 7မှာ9ရက်မြောက်နေ့မှာကျွန်တော်ဒါပတ်တီးဖြီရမယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်ဒီနေ့ဒါပတ်တီးမဖြီလိုက်ဘူးပတ်တီးမဖြီဘဲနဲ့မနေ့မိုးလင်းမှပဲကျွန်တော်ပတ်တီးဖြီမယ်လို့တွေးလိုက်တယ်ပေါ့နော်ဒီနေ့ day 7မှာဘာတွေခံစားနေရလဲဆိုရင်တော့ဒီရှေ့ရဟာတွေကတော့ brother တို့မြင်တဲ့အတိုင်းပဲဗျာတော်တော်လေးကို6နေပြီဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်အနောက်ကလည်းတော်တော်လေးကြက်သွားပြီဆိုတဲ့အနေအထားမှာရှိတယ်မနေ့ဖြင့်ကရှေ့ရမြောက်နေပေါ့နော် day 8မှာကျွန်တော်ဒီပတ်တီးမနှက်ကြရင်ဖြီလိုက်မယ်ဖြီပြီးသွားတဲ့အခါကျရင်အနောက်ရဲ့အခြေအနေလေးကိုလည်းကျွန်တော်ပြပေးမယ်တော်တော်များများကကျွန်တော်တို့ဒီသပင် site ပြီးသွားတဲ့အခါကျရင်ဗျာဒီအရှိကိုပြတာများကြတယ်ဒီတိုင်းမှာအနောက်ရဲ့အနေထားပုံစံကိုတိတ်ပြီးတော့မပြဖြစ်ဘူးပေါ့နော်မပြဖြစ်ဘူးဆိုတာကြတော့ကိုယ့်အနေကိုပဲကြည့်ဖြီတယ်ပေါ့နော်သူများတက်ကတိတ်မပြဖြစ်ဘူးပေါ့ဒီအရှိဟိုပဲဖြစ်နေရဆိုတော့မနေ့ဖြန်ကကျရင်ကျွန်တော်ဒီအနောက်လေးကိုပါရှိုက်လိုက်မယ်ရှိုက်ပြီးသွားရင်ဒီအနောက်ရဲ့အနေထားလေးကိုပါကျွန်တော်ရိုက်ပြီးတော့ဟိုအားလုံးကြည့်လို့ရအောင်ပြသပေးမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီ7ရဲ့အနေထားကဒီလိုရှိပါတယ်အရှိကတော့ကျွန်တော်တော်တော်လေးကို6သွားပြီလို့ပြောလို့ရတယ်ဖေထူးထူးဘာခံစားရလဲဆိုရင်အရန်ကိုရားနေတယ်ရားတာမှဗျာအရင်ရက်တည်းကရားတာနဲ့မတူတော်တော်လေးကိုရားတာဒီအရှိစိုက်ထားတဲ့ဒီတပြုတ်ကြီးဗျာဒီတပြုတ်ကြီးအကုန်လုံးကလုံးဝယူရားထွက်နေတာဆိုတော့ဒီတပြုတ်ကြီးကရားတာလည်းအရန်ဘယ်လိုပြောရမလဲကျွန်တော်တော်တော်စိတ်ကိုထိန်းနေဗျာလုံးဝမကုတ်မိအောင်ပေါ့နော်သွားကုတ်လိုက်ရင်လည်းကျွန်တော်ပြောမရအောင်လက်ဆိုတော့ကျတော့အရန်အားလုံးကိုင်းတာဆိုတော့ပိုးတွေပါရှိတော့သွားပြီးတော့ဟိုဟာဘယ်လိုပြောရမလဲပိုးတွေပါလည်းဝင်သွားနိုင်တယ်ပြီးရင်စပိန်ပိုင်းလည်းကျွတ်သွားနိုင်တယ်ဆိုတော့ကျွန်တော်လုံးဝမကုတ်ဘူးမကုတ်ဘဲနဲ့တော်တော်ကြီးကိုတင်းကြီးခံထားတယ်ပေါ့နော်အနောက်ဆိုလည်းကျွန်တော်အရန်ရားတာပတ်တီးဆိုရင်ဖွာထွက်နေတယ်ကျွန်တော်ရားလုံးဝကြည့်ဒီလိုမျိုးလေးပုတ်တာပေါ့တဲ့ဒါမျိုးလေးဒါမျိုးလေးပေါ့အဲ့လိုမျိုးဒီအရှိလေးရားတယ်ဆိုရင်ဒါမျိုးလေးပဲဗျာမတိမတာလေးပဲပြောရမယ်တူတဲ့ပုံစံမျိုးလေးပေါ့အဲ့လောက်လေးပဲသွားတယ်ဆိုတဲ့ခါကျတော့တော်တော်တင်းကြီးခံထားရတယ်ဒီကြားထဲမှာဒီတပတ်လောက်ကြီးမှာကျွန်တော်ဒီပတ်တီးနဲ့နေရာနှစ်ခုလေးအရန်တင်းကျက်ပြီးတော့ဒီနေရာလေးဆိုရင်အရာတွေအောင်ထင်တယ်အဲ့လိုမျိုးခံစားနေရတယ်နော်မနေ့ဖြင့်က day 8မှာကျွန်တော်ပတ်တီးဖြီမှာပြတ်ပါတယ်ပတ်တီးစီးထားတဲ့ဘွားကတော့ပထမဆုံးစပြီးတော့လွတ်ကျွတ်လာပြီပေါ့နော်မနေ့ဖြင့်ကကြာရင်ပတ်တီးဖြီပြီးရင်10ရက်နေ့မြောက်ဗီဒီယိုကိုရိုက်ပါမယ်အခုလက်ရှိ9ရက်ပြည့်သွားတဲ့အချိန်မှာခံစားနေရတာကတော့ထွေထူးဘာမှမရှိဘူးဆရာဝန်ပေးထားတဲ့ဆေးတွေကိုလည်းကျွန်တော်ပြောမယ်ဆိုရင်ဆေးတကြနဲ့တောက်တယ်အစားအသောက်တွေလည်းကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုယ့်အနေကိုရှောင်နေပေါ့နော်ဆရာဝန်ကတော့အကုန်စားလို့ရတယ်ပြောတယ်ဆိုတဲ့အခါကျတော့6တဲ့ဟာတွေကလည်းမြင်တဲ့အတိုင်းပဲအလားလာကောင်းတယ်ဆိုတဲ့အနေထားလေးမှာတော့ရှိတယ်ဗျာ9ရက်မြောက်နေ့မှာအားလုံး ACC ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရေချိုးလိုက်တယ်ညနေပိုင်းမှာရေချိုးတာမနေ့ကရေမချိုးဘူးပေါ့နော်မနေ့ဖြန်က10ရက်မြောက်နေ့စပြီးတော့ပတီးဖြီလိုက်ပြီဆိုတော့မနေ့ဖြန်က10ရက်မြောက်နေ့ဗီဒီယိုတစ်ခုကိုကျွန်တော်ရိုက်အောင်မယ်ပတီးဖြီတဲ့ဟာလေးကိုဟိုကအနေထားလေးကိုရိုက်ပြမယ်ပြီးသွားတဲ့ခါကျရင်ဒီအနက်ဖေးခွာတဲ့နေကြမှာတစ်ခါထပ်ပြီးရိုက်မယ်လို့ကျွန်တော်စဉ်းစားထားတယ်ပေါ့နော်ကြားထဲမှာဒါဒီတပတ်တော်တွင်းမှာတော့ဘယ်လိုပြောရမလဲဆိုရင်စိုက်ပြီးရင်တော်တော်ကြီးပြင်းပြင်းထန်ထန်ခံစားရလေးရှိတယ်ဆိုတဲ့ဟာမျိုးကိုလေ့လာလို့ရအောင်ကျွန်တော်ဒါကဘူဒုဒအနေနဲ့စပင်ဆိုင်မဲ့ brother တွေအတွက်တင်ဆက်ပေးတာဖြစ်ပါတယ်မနေ့ဖြင့်က10ရက်မြောက်နေ့ပတီးဖြီပြီးတော့ကျွန်တော်လည်းပြန်တွေ့မှာဖြစ်ပါတယ်โอเคဒီနေ့9ရက်မြောက်နေ့မှာတော့အားလုံးငြိမ်းချမ်းပဲအားလုံး AC ပဲဆိုတော့အားလုံးပဲ good night ပါ